အဘအခုရောက်နေတာကတော့ကြောက်မြောင်စီလန်ထဲမှာဖြစ်ပါတယ်ဒီ fashion in the house ဆိုတဲ့ဆိုင်လေးကိုလာတာပေါ့နော်ဒီဆိုင်လေးကတော့အပဲတငယ်ချင်းရဲ့ဆိုင်လေးပါအပဲဒီတလုံးမှာဆိုလို့ရှိရင် shooting တွေအတွက်လိုအပ်တာရှိရယ်ခရီးသွားဖို့လည်းရှိရယ်ဆိုတော့အင်ကြီးလေးလာကြည့်ရပါတော့သူဆိုင်မှာလည်းဘန်ကောက်ကထဲတွေရော local တွေရောအသိရောက်တယ်ဆိုတော့အတော်ပဲပေါ့နော်သွားကြည့်ကြမယ်အပဲကိုလည်းလေ plus size အင်ကြီးလေးတွေကိုဝစ်ကြည့်ပြီးတော့မှဝယ်ချင်တာဆိုပြီးတော့မှမေးကြတဲ့သူတွေလည်းရှိရယ်အဲဒါကြောင့်မလို့အပဲတစ်ခါတည်းကိုခေါ်ပြီးတော့ပြောပြပေးမယ်လိပ်စာလေးတစ်ခါလေးပြောပြပေးမယ်နော်လိပ်စာလေးကကြတော့အမှတ်40ကြောက်မြောင်ဈေးလန်တောင်ဝေဖြစ်ပါတယ်အဲ့တော့ let's go ဟလာပြီလားနေနေအေးဒီပါတင်နာ ဟုတ်တယ်ဖက်လေးလည်းရှိရဲ အေးပြီးမှကြည့်မယ်အခုမှဒီဇိုင်းတက်တွေရောက်တယ်ဆိုလို့လေ ရောက်ထားတယ် PKK ရောက်လို့ကြတော့အများကြီးပဲ အေးပြောင်းဒါအတက်ရောက်တာလေး ဟု လား တ်တယ် လှရတော့ ဆိုချင်းလေးတွေ အေးချစ်စရာလေးချင်းလေးတွေတော်ပဲ ဒါတွေကဘာမှမီဒီယာလေးဆိုစက်ကတ်ဒီဇိုင်းလေး အေးစကတ်ဒီဇိုင်းနေနော်ဒါပြီးတော့တခြားရော top လေးတွေရှိသေးတယ် top လေးလည်းဒီဟာလေးအကုန်လုံးအခုအတက်ရောက်ထားတဲ့ဟာလေးပဲ အော် စိုက် okay လေးတွေ ဒါလေးချစ်စရာလေးတစ်ခါတည်းဝတ်ကြည့်လိုက်မယ် ရတယ်ဝကြည့်လို့ရ ရွေးပေးအောင်ကူပြီး ပြ တော့ ပြမယ် ဒီဇိုင်းမှာအတက်ရောက်ထားတဲ့ဒီဇိုင်းလေးရာကြတော့အပဲလိုမျိုး cute တိုက်ကြိုက်တဲ့သူတွေအတွက်အရန်စင်ပြီးရဲ့ topness cat လေးတွေအရန်များတယ်အခုအရန် trend နေတဲ့ PKK ဂျင်းဝမ်ဆက်ကလေးတွေလည်းပါတယ်ချီကောင်ဝင်ရှည်လေးတွေဆိုလို့ရှိရင်လည်းအများကြီးပဲရောက်ထားတယ်ချီကောင်ဝင်လေးတွေထဲမှာဆိုလို့ရှိရင် PKK ထဲကလည်းရှိရယ် local ထဲကလည်းရှိရယ်ပြီးတော့သူ့ဆိုင်မှာလက်လီရောလက်ကားရောနှစ်မျိုးလုံးရောင်းပေးတာပေါ့နော် discount ထည့်အတွက်ဆိုပြီးတော့လည်းတန်းနဲ့တက်ထားပြီးထားတယ်ဒီမှာက local brand ဖက်နှက်ကလေးတွေရောအိတ်ကလေးတွေပါရှိတဲ့အတွက်ကြောင့်မလို့ outfit နဲ့ alive ဖက်နှက်တွေအိတ်တွေကိုလည်းတစ်ခါတည်းရွေးပြီးတော့ဝယ်သွားလို့လည်းရတယ်အခုအရန် trend နေတဲ့ဂျင်းဝမ်ဆက်လေးလေဒါအခုဆိုလို့ရှိရင်ဘန်ကောက်မှာတော့တော်တော်ခက်စားနေရပဲတွေ့ခဲ့အရန်လှဒီဇိုင်းလေးအရန်လှလို့ပြမယ်ရွေးပြီးအောင်ကူပြီးတော့ဒါလေးဆိုလို့ရှိရင်ဖဲပြားလေးကိုမှအနုအရင်လေးရှိရယ်ဒီမှာဆိုရင်စာလေးအနုအရင်လာနော်ဒါလေးကကြတော့ဖဲပြားလေးကိုအပုံပါပေါ့နော်တစ်ထည်လုံးဒါလေးလာမယ်ထင်တယ်နော်ဒါလေးဆိုကတော့ cute တိုက်လေးဖြစ်နေမှာအဲ့ထည်ကလည်းပဲတစ်စုံလောက်ယူမယ် ဒီကောင်ဝင်လေးဆိုမနေ့ကမှတက်ရောက်ထားတာ ဖက်ချစ်စရာလေးအဲ့ဒါဆိုမိုက်စားကြည့်အောင်ဖော်ရအောင်အဲ့ဒါလေးလည်းတစ်ထည်လောက်ကြည့်မယ်အပဲကအပေါ်နဲ့အောက်နဲ့ကိုတစ်ခါရဲ့အတွဲလိုက်လေး match ဖြစ်တာလေးတွေလိုချင်တာဆိုတဲ့အခါကျတော့စိတ်ရှည်လက်ရှည်နဲ့ကိုတငယ်ချင်းအောင်ကူရွေးပေးနေရပါတော့အင်ကြီးတွေရော skirt တွေရောအယောင်ဆုံးရှိရလေရွေးရတာတော်တော်လေးအဆင်ပြေတယ်အပဲရွေးထားတဲ့အပုံကြီးပေါ့နော်ဒါလေးတွေကိုစမ်းဝစ်ကြည့်ပြီးတော့မလေးနဲ့လိုက်ဆောင်ဖြစ်မလဲဆိုတာကိုရွေးလိုက် okay outfit number 1လေးကိုတော့အပဲကဂျင်းဝမ်ဆက်ကလေးရွေးထားတယ်ဒါလေးကအင်ကြီးလေးနဲ့ဘောင်းမီလေးပေါ့ဝတ်လို့ရတယ်ပေါ့နော်ဒီဝမ်ဆက်ကလေးကပဲနဲ့လိုက်ရွေးခဲ့ပေးအောင်နော် outfit number 2လေးကိုတော့အပဲကဂျင်းလေးပြဝမ်ဆက်လို့နာမည်ပေးလိုက်တယ်ပေါ့နော်ဒါလေးကကျတော့ဘောင်းမီက skirt အကားပုံစံမျိုးလေးကွာချစ်စရာလေး outfit number 3လေးကိုတော့တစ်ထည်လုံး smoking အပြည့်နဲ့ချီ top လေးကိုဂျင်းကာကို skirt လေးနဲ့တွဲထားတယ် skirt လေးက safety pant လည်းပါတယ်နော် outfit number 4လေးကိုတော့ Vietnam style ချီသား top လေးနဲ့ဂျင်းကာကို skirt လေးကိုတွဲထားတယ် outfit number 5လေးကိုတော့ PKK ribbon top လေးနဲ့ချီ skirt လေးနဲ့တွဲပေးထားပါတယ် outfit number 6ကိုတော့ ribbon ပစ္စည်းလေးတွေပါတဲ့ PKK top လေးကိုပန်းရောင်ကာကို skirt လေးနဲ့တွဲထားတယ် outfit number 7 cherry D top လေးကိုတော့ cherry D ရဲ့အညာလေးဖြစ်တဲ့အစိမ်းရောင် skirt လေးနဲ့တွဲပြီးတော့ color match လုပ်ထားတယ်အခုနောက်ပိုင်းကျသစ်စင်လေးတွေကအရန်ခစ်စားလာတော့လေကျသစ်စင် skirt လေးကို top လေးနဲ့တွဲပြီးတော့ outfit number 8လေးကိုဝတ်ကြည့်ထားပါတယ် outfit number 9လေးကိုတော့အသေးပုံချီသား top လေးနဲ့ skirt အညိုလေးနဲ့တွဲထားရပေါ့နော်ဒီ skirt အညိုလေးအပက်နဲ့ပွားနေပေမဲ့အပက်ကြိုက်တယ်သီလား outfit number 10လေးကိုတော့ချီသားရေဆို top လေးကိုချီသား tennis skirt လေးနဲ့တွဲထားတယ် outfit number 11လေးကိုတော့ရင်ဘက်ကလိပ်ပြာလေးနဲ့ skirt လေးနဲ့အမိုး color match လုပ်ပြီးတော့ဝတ်ထားတယ်ဒါလေးလည်းအရန်ကြိုက်တယ်ခေါင်းဝင်လေးတွေကတော့အပက်အတွက်မပါမဖြစ်လေနော်ဆက်နဲ့ဆုံးမြောက်ကလေးကိုတော့အပက်ဒီချစ်စရာကောင်းတဲ့ခေါင်းဝင်လေးကို try ကြည့်ထားတယ်ဒါလေးကတော့ခုနပြတဲ့ model dress လေးကို73စုံမြောက်နောက်ဆုံးအနေနဲ့ try ကြည့်ထားပါတယ်အခုအပက်သွားရတဲ့နေရာလေးကတော့ light ဆုံးလဲဆိုတော့ပြောခဲ့ပြီးတော့အပက်ကဘာတွေဝယ်သွားလဲဆိုတာကိုမှန်တယ်ပြင်မှန်တဲ့ကိုလက်စာပေးမယ်တကယ်ကြီးကလက်ဖက်တုပ်ပါကျွေးရဆိုတော့လက်ဖက်တုပ်လေးစားရရင်လည်းဘယ်လောက်ကြာလဲမေးလိုက်အောင်မယ်ဘယ်လောက်ကြာလဲ